AVA 1940အခန်း28 1938ခုစက်တင်ဘာလတန်လင်းမြို့ပြင်သစ်အရှိအိန္ဒိယကုမ္ပဏီပိုင်တင်းမောချင်း၏အပန်းပြေခမ်းမသည်စကားပြောသံများရေသံများနှင့်စူညံနေ၏တန်လင်းတင်းမောချင်းတွင်စောက်လုံနိုင်ခဲ့သည့်ပြင်သစ်တို့၏လာဖာလာရီတင်းမောကြီးကိုရေချနိုင်သည့်အထိမ်းအမှတ်ပါတီပွဲဖြစ်သည်ပြင်သစ်တို့နှင့်ပင်လယ်ပြင်တွင်အားပြိုင်နေသောအင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီအရာရှိများမှပါတန်လင်းနှင့်ဟန်တာဝရီတွင်ရောက်ရှိနေသောပြင်သစ်ပေါ်တူဂီဒက်ဖ်အာရီမီယန်စသောအနောက်တိုင်းသားများအားလုံးဒီပါတက်ရောက်ကြသည်ထူးထူးခြားခြားပြင်သစ်ပိုင်ပွန်ဒီချယ်ရီမှအထူးအရာရှိဆာဘရူနိုကိုရိုင်တင်းမောရေချပွဲသို့တက်ရောက်သည်အနောက်တိုင်းသားတို့ကြားတွင်အင်းဝသူတို့၏ဝစ်စုံကိုထူးထူးခြားခြားဝစ်ဆင်ထားသည့်လူစားကိုအားလုံးကသတိထားမိကြ၏လူစားသည်ခုံတန်းအားတွင်ထိုင်ကာအာရီမီယန်ကုန်သည်များနှင့်စကားလက်ဆောင်ကြနေ၏ခဏကြာတွင်သူတို့ဝိုင်းရှိရာသို့ပြင်သစ်ကုမ္ပဏီကိုယ်စားလှယ်လာနိုရောက်လာသည်ရီဇာမင်းကိုဆာဘရူနိုကသူတို့ဝိုင်းစီကိုဖိတ်ခေါ်ခိုင်းလိုက်ပါတယ်ကျုပ်သူ့ကိုမင်းနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရီဇာကအာရီမီယန်ကုန်သည်များကိုခွင်တောင်းကလာနိုနှင့်လိုက်ပါသွားသည်ပါတီပွဲ၏အထူးဧည့်သည်တော်ဝိုင်းတွင်ဆာဘရူနိုသည်ဘရန်ဒီခွက်ကိုစိန်ခံလျက်တောင်းနေသည်သူ၏နဘေးတွင်ပြင်သစ်ဘုံကြီးဝီဒိုနီပြင်သစ်ရေချောင်းတွာလာရေးအရာရှိပူအယ်တင်းမောလုံခြုံရေးလိုက်ပါလာသည့်ပြင်သစ်ရေတပ်မှစစ်ဗိုလ်ကလေးချီဗာလီယာမီလက်စ်တို့ကရေမောကစကားပြောနေကြ၏လူီဇာရောက်သည့်အခါပူရီတာတို့၏စကားဝိုင်းမှာကိတ္တခဏမျှတိတ်ဆိတ်သွားကြသည်ဒါကတော့မစ္စဒီမဲလိုပါပွန်စီယာတို့အင်းဝနန်းတော်တို့ရမကာကိုအထူးတင်သွင်းခွင့်ရထားတဲ့ပေါ်တူဂီလူမျိုးကုန်တယ်တော်ကြီးပါကုန်တယ်ကြီးဟာအင်းဝမှာမွေးဖွားခဲ့တဲ့အင်းဝသူစစ်စစ်ပါဒါကတော့မွန်စီယာဆာဘရူတို့ပွန်ဒီချယ်ရီပြင်သစ်ဘရင်ခံမင်းမြတ်မွန်စီယာဒူပလီရဲ့အထူးအားထားရတဲ့တန်တမန်ကြီးပေါ့အသက်40ခန့်ဆာဘရူနိုသည်နီဆက်ဆက်အသားအရည်နှာခေါင်းချုံချုံနှင့်ပါးပင်ပေါ်မှအဖြူရောင်အမာယိုကြီးကိုလူီဇာတတိထားလိုက်မိသည်အနောက်တိုင်းလှနဲ့အင်းဝသူလေးတယောက်ကိုဖိတ်ခေါ်ခွင့်ရတဲ့အတွက်ဂုဏ်ယူပါတယ်ဘရူနိုကလက်ကမ်းပေးသည်လူီဇာကနှုတ်ဆက်လိုက်၏ဒါကတော့ပြင်သစ်ဖုံးတော်ကြီးဝီဒိုနီပါတင်းမောချင်းကပြင်သစ်အရာရှိတွေအလုံသမားတွေအတွက်ဘာသာရေးကိစ္စများဆောင်ရွက်ပေးဖို့လိုက်ပါလာတာပါဒါကတော့မွန်စီယာပူရဲ့ပါအရှိအာရှပြင်သစ်တင်းမောတွေရဲ့ရေချောင်းသွားလာရေးအရာရှိချုပ်ပါဖုန်ကြီးဤခဝဝခန္ဓာကိုမျက်နှာပြဲပြဲကြီးနဲ့နှစ်ဘူးပေါ်မှတံမြာကွန်အုတ်တုပ်ကလေးမှာမလိုက်ဖက်လာရေချောင်းအရာရှိပူအယ်မာမူအသက်30ဝန်းကျင်နှကမ်းမွေးအနီရောင်ဖြင့်အပြာရောင်မျက်လုံးပိုင်ရှင်ဖြစ်သည်သူကတော့ကျုပ်တို့ရဲ့လုံခြုံရေးအတွက်အားကိုးရတဲ့ရေတပ်ဘူးလေချီဗာလီယာမီလက်စ်ပါမီလက်စ်သည်အသက်20ကျော်သာရှိအောင်မီလူငယ်ကလေးဖြစ်သည်တင်မောသားတို့၏နေလောင်သောမျက်နှာနုနုပေါ်တွင်ရွှေရောင်စပင်အခွေကလေးများကဝဲကြနေသည်ချီဗာလီယာမီလက်စ်သည်စင်ပြူရှင်မင်းလက်ထက်တွင်အမှုထမ်းကတရုတ်မြန်မာစစ်ပွဲတွင်အားကိုးရသောတပ်မှုတစ်ဦးအဖြစ်ရှေ့တန်းမှာရွရွချွန်ချွန်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်နောက်ပိုင်းတွင်စင်ပြူရှင်မင်း၏အထူးမျက်နှာသာပေးခံရသောစစ်သူကြီးဖြစ်လာသည်လူီဇာကမီလက်စ်ကိုလက်ဆွဲနှုတ်ဆက်ရန်လက်ကမ်းပေးလိုက်သည်မီလက်စ်ကလူီဇာ၏လက်ကိုဆွဲယူကနမ်းလိုက်၏ငယ်ငယ်ကဂရိပုံမြင်နေဖတ်ဘူးပင်မဲ့နတ်သမီးတယောက်ရဲ့လက်ဘွားကိုနမ်းရမယ်လို့တော့ကျွန်တော်ဘယ်တော့မှမျှော်လင့်မထားခဲ့ပါဘူးမီလက်စ်၏စကားကြောင့်တဝိုင်းလုံးမှလူများသဘောတကျရှယ်လိုက်ကြသည်မီလက်စ်ကသူထိုင်လက်ဆခုံမှထကာလူီဇာကိုထိုင်ရန်နေရာပေးလိုက်၏ကောင်းဝင်ပုံကဆင်းလာတဲ့အလှတရားတွေအတွက်ကျွန်တော်မတ်တက်ရပေးရတာတန်ပါတယ်ဒီတစ်ချိန်တွင်တော့လူီဇာပါပြုံးလိုက်မိ၏ကဲဘိုလေးမီလက်စ်ရဲ့ကြပြာတွေရွတ်တာခဏရပ်ပါဦးကျုပ်တို့ကအင်းဝမျိုးတော်ကိုနာမည်သာကြားဘူးတာမရောက်ဘူးကြတော့အင်းဝမျိုးတော်အကြောင်းကုန်တယ်ကြီးစီကနေနားဆင်ပြရစီဟုတ်ဆာဘရူနိုကလူီဇာအတွက်စကားလန်းစာဖော်ပေးလိုက်သည်လူီဇာကသူမ၏အလားတရားတွက်လက်သည့်စကားပြောဟန်ပန်တို့ဖြင့်ခဏချင်းပင်ထိုစကားဝိုင်းကိုထိန်းချုပ်နိုင်လိုက်၏ကျုပ်ကိုခဏခွင့်ပြုပါဦးဟိုမှာမိတ်ဆွေဖုံးတော်ကြီးတွေရောက်လာလို့ပါဖာသာဝီဒိုနီကဝိုင်းမှထားလိုက်သည်ဖာသာဝီဒိုနီညွှန်ပြရသို့လူီဇာကြည့်လိုက်၏တန်လင်ဘာနာဘိုက်ကျောင်းတော်မှာဖာသာဂါလက်စီယာနှင့်ဖာသာနရေနီတို့ကိုတွေ့လိုက်ရသည်ဘရန်ဒီတလုံးခန့်ကုန်သွားပြီဖြစ်သည်ဖြင့်အခြားသောသူများမှလည်းအတော်ပင်ခရီးရောက်နေကြပြီဖြစ်သည်ပြင်သစ်ရှိအိန္ဒိယကုမ္ပဏီအနေနဲ့လည်းကုန်တယ်ကြီးလီဇာနဲ့အလုံးလုံးစရာတွေနောက်ပိုင်းမှာရှိလာနိုင်တယ်ဒီအတွက်မနှက်ပြန်ကြတင်းမောချင်းရုံးခန်းမှာကျုပ်တို့တီးတန့်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်လူီဇာအနေနဲ့လက်ခံနိုင်မလားဘရူနို၏မျက်လုံးထဲတွင်လျှို့ဝှက်သောအရေးအယောင်များကိုလူီဇာမြင်လိုက်ရသည်ဟုတ်ကဲ့ကျွန်မလာခဲ့ပါမယ်ဒါဆိုကျုပ်ကိုခွင့်ပြုပါဦးတခြားတင်မောအရာရှိတွေကိုလည်းတွားနှုတ်ဆက်ရှင်လို့ပါဘရူနိုကထိုင်ယာမှထားသွား၏ရေချောင်းအရာရှိ
ပူအယ်ကလည်း Dash အမျိုးသမီးတဦးနှင့်အတူထွက်ခွာသွားပြီဖြစ်သည်ထိုဝိုင်းတွင်မီလက်စ်နှင့်လူဇာတို့သာကြံရတော့၏မီလက်စ်ကဘရန်ဒီပလင်းအစ်စ်ကိုဖောက်လိုက်ပြီးလူဇာထံငှဲ့ပေးလိုက်သည်တော်ပြီကျမများနေပြီလူဇာလို့ပဲကျွန်တော်ရင်းရင်းနှီးနှီးခေါ်လို့ရမလားရပါတယ်ဘူလီမီလက်စ်လို့ပဲခေါ်ပါဟုတ်ကဲ့လူဇာကအင်းဝတ်မှာပဲမွေးတာပေါ့ဟုတ်ပါတယ်လူဇာရဲ့ပြင်သစ်စကားပြောတာတော်တော်ကောင်းတာပဲကျမကအင်းဝတ်စိတ်ကမ်းမှာကုန်တယ်လှုပ်လာတာပါအရက်လည်းရောင်းမှုတယ်ခင်းစားမောင်ကိုလည်းလှုပ်ခဲ့မှုတယ်ပေါ်တူဂီဒက်စကားတွေလည်းတက်တယ်ဟန်တာဝရီကိုရောက်တဲ့နှစ်မှာပြင်သစ်စကားနဲ့အင်္ဂလိပ်စကားကိုလည်းပြောတတ်သွားတယ်ကျွန်တော်တို့14နှစ်သားတဲ့ကရေတက်သားလေးဘဝနဲ့ကဘာပတ်ခဲ့တာဘာသာစကားတွေအဲ့လောက်မတက်ခဲ့ဘူးဗျလစ်ဘရွန်စိတ်ကမ်းမှာတစ်နှစ်လုံးနေခဲ့ဘူးပြင်မဲ့ပေါ်တူဂီစကားလုံးဝမတက်ခဲ့ဘူးခမ ्या ကတော့တော်တော်များများကိုတက်တာပဲဘယ်အောင်မဆိုစိတ်ဝင်စားမှုရှိရင်လွယ်ပါတယ်ဒီမြေမှာမွေးပေမဲ့အသွင်အပြင်ကကိုးဝဲယုံကြည်မှုတွေကအစားဒီကဗမာတွေနဲ့ကြွာချားနေတော့ဘလို့ခံစားရလဲအဆင်ပြေကြရဲ့လားကျမတို့ကဧည့်သည်တွေပါပဲဒါပေမဲ့ပေါ်တူဂီတက်ဆိုင်ရင်တော့ဒီနယ်မြေကိုသူတို့ပို့ပြီးရင်းနှီးကြတယ်လေသူတို့ဆိုတာရီဇာမပါဘူးလားကျမလစ်ဘရွန်မပြောနဲ့ပေါ်တူဂီကိုလိုနီယာကိုတော့မရောက်ဘူးဒါပေမဲ့ကျမတနေ့မှာကျမလူမျိုးတွေကိုကျမတို့ဘိုးဘွားတွေတိုင်းပြည်စီမရောက်ရောက်ပြန်ခေါ်သွားမယ်လို့စိတ်ကူးခဲ့ဘူးလေအဲ့ဒီအတွက်လည်းကျမအမြဲတမ်းကြံစီနေတယ်ဒါပေမဲ့ကျမတို့ရဲ့ပေါ်တူဂီအစိုးရကမ္ဘာရေချောင်းစစ်ရင်အားမှာအားနေသွားပြီသူတို့ခေတ်လည်းကုန်သွားခဲ့ပြီသူတို့စီကအကူအညီကိုကျမမမျှော်လင့်တော့ဘူးကိုယ့်ဘာသာကိုပဲရတဲ့နည်းနဲ့ရုန်းကန်တော့မယ်လို့ဆုံးဖြတ်ထားတယ်မီလက်စ်ကပါဇက်ဟောင်းသားပြည့်လူစားကိုကြည့်လိုက်သည်ခမရတကယ်စိတ်ဝင်စားစရာကောင်းတဲ့အမျိုးသမီးပဲလူစားမနှက်ပြန်ဘရူနိုနဲ့တွေ့တဲ့အခါသူတို့ကအင်းဝအခြေအနေရဲ့ဟန်တာဝရီအခြေအနေရဲ့ကိုမင်းစီကနှိုက်ထုတ်လိမ့်မယ်ပြီးတော့အင်းဝနဲ့ဟန်တာဝရီနှစ်နေရာစလုံးမှာနှမ်းဆက်နေတဲ့ဘရင်ကြီးဘာသာဝင်တယောက်အနေနဲ့မင်းစီကနေပြင်သစ်ဟာအကူအညီတစ်ခုခုတောင်းလိမ့်မယ်အဲ့ဒီကြရင်မင်းကိစ္စကိုလည်းပြောပြအောင်ပြောပါကျုပ်တို့ပြင်သစ်တွေဟာဈေးစစ်တတ်ကြတယ်ဒါပေမဲ့သူတို့အတွက်အကျိုးမဲ့များမယ်ဆိုရင်ကြာဈေးမစစ်တတ်ကြပါဘူးဒီတော့ဘရူနိုနဲ့ဆွေးနေတဲ့အခါကိုလိုချင်တာကိုရအောင်အရင်တောင်းပါသူစိတ်ဝင်စားရင်တော့ဘရင်ကန်ကျုပ်စီဒီသတင်းရောက်သွားတဲ့အခါအပေးယူတစ်ခုခုနဲ့အကျိုးမြတ်ဖြစ်လာနိုင်တယ်မီလက်စီစကားကြောင့်လူစားကြီးမျက်လုံးများအယောင်လက်လာသည်ကျွန်တော်တို့တင်းမောမထွက်ခင်တလားလောက်ဒီမှာနေရအောင်ပါခမ ्या ရဲ့မိတ်ဆွေအဖြစ်ဟန်တာဝရီကိုလာလဲခြင်းပါသေးတယ်ပြီးတော့ခမ ्या ကိုစမြင်လိုက်ရတဲ့ဟော်ရီညရဲ့အခိုက်အတန့်မှာကျွန်တော်ရင်တွေဘလို့ဖြစ်သွားလဲဆိုတာမီလက်စ်ကစကားကိုစက်မပြောသေးပဲရက်နေလိုက်၏မုန်းစီယာကျေးဇူးပြုပြီးထိုအချိန်တွင်လူစား၏ပခုံးကိုလူတဦးကလာကင်ကခွင့်တောင်းလိုက်သည်ဖာသာနရီနီဖာသာလာထိုင်မှာဒါကျမမိတ်ဆွေရေတက်ဖို့မွန်စီယာမီလက်စ်ပါဒါကတန်လင်ဘာနာဘိုက်အသင်းတော်ကအီတလီယန်ဖုံးတော်ကြီးနရီနီပါနရီနီနဲ့မီလက်တို့လက်ဆွဲနှုတ်ဆက်လိုက်ကြသည်မီလက်စ်ကပြောလက်စစကားရက်ခံလိုက်ရသည်ဖြင့်အိုးတို့အန်တန်ဖြစ်သွား၏လူစားကျုပ်စကားပြောစရာရှိလို့ကိုရေးကိုတော်မှုအရေးကြီးတယ်နရီနီစကားကြောင့်မီလက်စ်ကသူတို့ကိုနှုတ်ဆက်ကထထသွားသည်ဖာသာဘာဖြစ်လို့လဲလူစားဟန်တာဝရီကိုဘယ်တော့ပြန်မလဲဒီမှာနေ့ရက်တော့ကြာအောင်မယ်သူ့ကိုမှားလိုက်စရာရှိလို့ဘသူ့ကိုလဲနရီနီကခေါင်းငုတ်လိုက်သည်လက်ရဖို့လူစားပြုံးလိုက်၏ပြောပေးမယ်လေဘာများလဲကျုံတို့နှစ်ယောက်ချင်းတွေကိုဖာသာဂလစီယာကလုံးဝမကြိုက်တာလူစားသိပါတယ်လက်ရဖို့ကိုတော့မျိုးဆောင်တက်မှုမို့သူကမပြောရဲဘူးအခုကျုပ်ကိုတနင်္သာရီကိုပို့ဖို့လုပ်နေပြီဗာတီကန်ကအမိန့်ကိုစောင့်နေတာအဲ့ဒါပြောပြရမှာလားကျုပ်တန်လင်ကနေဘဲမှမသွားခြင်းဘူးအဓိကကဗာတီကန်ဟာဟန်တာဝရီမှာဖျားရှိခိုးကြောင်းတစ်ခုဖွင့်ဖို့အားတန်နေတယ်အင်းဝါကလည်းအဲ့ဒီကိစ္စဘာအကြောင်းမှမပြန်ဘူးလက်ရဖို့ကဟန်တာဝရီအုပ်ချုပ်ရေးပိုင်းမို့သူ့စီကနေဟန်တာဝရီမှာဖျားကြောင်းဖွင့်ဖို့ကိစ္စကိုသူကူညီမယ်လို့နည်းနည်းလေးတန်ပြစ်ထားစေခြင်းနဲ့ပြီးရင်ကျုပ်ကိုတနင်္သာရီကိုမပို့ဖို့ဖာသာဂလေစီယာကိုမတိမတာလေးတတိပေးစေခြင်းနဲ့ကျုပ်သူနဲ့မခွဲနိုင်ဘူးဘသူနဲ့မခွဲနိုင်တာတော့ဘသူရှိရမလို့ရှင်တို့မျိုးဆောင်တက်မှုတော့ဖာသာနရီနီကလူစား၏ပခုံးကိုဆက်ခနဲရိုက်လိုက်၏လူစားကတခိခိရဲလိုက်သည်1938ခုနှစ်အောက်တိုဘာလ20ရက်နေ့ကိုသိန်းသခင်မင်းကောင်ဦးဆောင်သည့်အင်းဝစစ်ကြောင်းသည်ဟန်တာဝရီပြည်မုတ်တမရေတဝဲမှစစ်ကူများနှင့်အတူကတိတို့ရှိရာဒီဘဲရင်သို့ခြိတက်လာသည်ကတိတို့ကဒီဘဲရင်မြေကိုမြေလံမိတိုက်ကာအထက်ဘက်သို့ပြန်လဲစုတ်ခွာသွားကြပြီဖြစ်သည်ကိုသိန်းသခင်မင်းကောင်၏အမိန့်အရမွန်စစ်သူကြီးတမိန်စကရူဦးဆောင်သည့်ဟန်တာဝရီမုတ်တမရှာမညစစ်ကြောင်းအဖွဲ့မှရှေ့ဆုံးမှအပြင်ခြိတက်ကာကတိတို့အားအမိလိုက်လေသည်
ရှာမညတက်မှာအယောင်ပြစုတ်ခွာသွားသောဂါရစ်နာဝက်၏တက်စီသို့အမိလိုက်ပြီးကိုသိန်းသခင်နှင့်အခြားတက်များမှာနောက်မှပုံမှန်သာလိုက်လာခဲ့သည်ရှာမညတက်မှာမင်းကင်းရှိတန်ပေါင်ကျောင်းတစ်ဖက်ကမ်းတွင်စခန်းချနေသောဂါရစ်နာဝက်၏ကတိစစ်တပ်ကိုတဖြည်းဖြည်းချင်းမိလာခဲ့ပြီဖြစ်သည်ချောင်းတစ်ဖက်ကမ်းလွင်မြင်စီမှာစင်များမြင်းများနှင့်အောင်စီအောင်မောင်းတန်တို့ကတိတက်တွင်ပြန့်နှံ့လာသည်ဂါရစ်နာဝက်၏ယာယီတဲနန်းအတွင်းသို့မွေစည်းမတ်မဟာရှန်သီးနှင့်တမားတော်ကြီးတို့ဝင်လာ၏ကောင်မလေးအတွက်အချိန်ကျပါပြီအရှင်မင်းမြတ်သူ့အခြေအနေကရောတိုက်နေကြအားသေးမြစ်ထဲမှာအိတ်ဆေးထည့်ထားပါပြီ3နိုင်လောက်ကြာတဲ့အထိသူတတိလစ်သလိုအိပ်ပျော်နေပါလိမ့်မယ်ငါမိန်တို့ငါတို့မဏိပူရတော်ဝင်သွေးကိုဘယ်ကိုမှရောရှက်ပါမသွားစေခြင်းဘူးနော်အဲ့ဒါကတော့တမားတော်မှာစိတ်ပြတ်ဟန်ပြည့်ကပ်ပြင်းချလိုက်၏နောက်နေ့ဝက်ဆိုမရှိတော့ပါဘူးအရှင်မင်းမြတ်ကဲဒါဆိုတက်ဆုပ်ဖို့အချက်ပြလိုက်တော့တမိန်စကရုဤတံများတန်ပေါက်ချောင်းကိုဖျက်ကျော်လာသည့်အခါညနေနေဝင်ခဲ့ပြီဖြစ်သည်ကတိတို့ချန်ရင်ခဲ့သောစကန်းအဟောင်းများကိုသာတွေ့ရတော့၏ကတိတို့ကချောင်းများသို့ဆက်လက်စုပ်ခွာသွားပြီဖြစ်သည်တမိန်စကရုသည်ကတိတို့မသိမ်းဆဲနိုင်တပြည့်ကြံရစ်ခဲ့သောတနံများကိုစည်ရင်ပြုတ်လောက်ခါလိုက်လံသိမ်းဆဲနေ၏ဘိုးမင်းဟိုတဲထဲမှာမိန်းကလေးတယောက်တွေ့လို့ဖမ်းချုပ်ထားပါတယ်ကတိမလားကတိနဲ့တော့တိတ်မတူပါဘူးငါအရှိခေါ်ခဲ့စမ်းနားလဲသည်ပြူးကြောင်နေသောမျက်လုံးစုံဖြင့်မွန်စစ်သားတို့ဆွဲခေါ်ရသို့လိုက်လာခဲ့၏နေ့လယ်ကတမားတော်ဤတိုက်သောဆေးကိုတောက်ပြီးသူမအိပ်ပျော်သွားသည်မှာကတိတို့၏ယာယီစခန်းတွင်ဖြစ်သည်ယခုသူမနိုးလာသည့်အခါကတိစစ်တပ်တွင်မွန်စစ်သားများကိုသာတွေ့ရတော့သည်တမိန်စကရုကသူ့ရှိတွင်မတ်တရက်နေသောအမျိုးသမီးကိုတေချာကြည့်လိုက်၏မဲမင်းဗမာစကားတက်လားတက်ပါတယ်ကတိမလားနားလဲကအခြေအနေကိုအကဲခတ်လိုက်သည်သူတို့ချင်းစကားပြောတဲ့များမှာဗမာစကားတန်မဟုတ်ပဲမွန်စကားတန်များဖြစ်နေသည်ကိုနားလဲသဘောပေါက်လိုက်သည်မရရတဲ့နေစဉ်ကအနီးနားရွာများရှိမွန်များ၏စကားတန်များကိုနားလဲကြက်မိပြီးသားဖြစ်၏ကျမကွေးလူမျိုးပါမရရဘက်ကပါဒီဘဲရင်မှာအလုံးလို့ရင်သူတို့ကတုံမန်းဖြစ်ဖမ်းဆီးလာကြတာပါတေကြလို့လားမဲမင်းကြည့်ရတာတမိန်စကရုကထိုင်နေရမှလန်တရားထပြီးနားလဲ၏အောက်ပိုင်းကိုတေကြကြည့်နေသည်ပေါင်ကြားမှစီးကြလာသောညွညွညင်ရဲ့သွေးများမှာနားလဲ၏ခြေရင်းတွင်အိုင်ထွန်းစပြုတ်လာသည်နားလဲကတမိန်စကရု၏အမှုရာကြောင့်အောက်ပိုင်းသို့ငုံကြည့်လိုက်၏ထိုအခါကျမှသူမ၏ဝမ်းပိုက်စီမှနာကျင်သောဝေဒနာကိုခံစားလာရတော့သည်နားလဲရုတ်တရက်ပျော့ခွေသွားသည်အနီးတွင်ရှိသောမွန်စစ်သားကနားလဲကိုပွေ့ထူလိုက်၏တမိန်စကရုကထိုင်နေရမှထလာကနားလဲ၏အနီးတွင်ဒူးထောက်လိုက်သည်ကိုရင်ပြက်ကြတာပဲတမားတို့စီအမြန်ခေါ်သွားအခန်း29ဆက်ရင်